ဒီဘီမီရဲ့ triple make ကိုပြန်လဲရောင်းချခြင်းတဲ့သူတွေအနေနဲ့အခုရက်ပိုင်းမှာအမေးများဆုံးမေးခွန်းကဘာလဲဆိုတော့မြို့အလိုက်ကိုယ်စလဲကိုတီးတက်မပေးဘူးလားဆိုတဲ့မေးခွန်းလေးတွေအများများနေလို့နေနေကဒီဗီဒီယိုလေးနဲ့ဖြေပေးလိုက်တာပေါ့နော်အဲ့တော့တချို့ကမေးကြတယ်တာဂီတာဆိုတာဂီတာတီးတက်ကိုယ်စလဲပေါ့နော်ဥမာမြောက်ကလာဆိုမြောက်ကလာမြောက်တကုံဆိုမြောက်တကုံပေါ့နော်အဲ့လိုမျိုးကိုယ်စလဲတီးတက်မပေးဘူးလားမြို့နယ်အလိုက်ကိုယ်စလဲတွေမပေးဘူးလားဆိုပြီးတော့မေးထားတဲ့သူလေးတွေရှိရပေါ့နော်မြို့နယ်အလိုက်တီးတက်ကိုယ်စလဲတွေတော့မပေးပါဘူးဘာဖြစ်လို့လဲဆိုတော့နယ်ကြော်တဲ့ပြဿနာတွေအရန်ရှုပ်တယ်ပေါ့နော်ညီတို့အဲ့ပြဿနာတွေကိုလိုက်ပြီးတော့မဖြေရှင်းနိုင်တဲ့အတွက်ကြောင့်မလို့တီးတက်မပေးဘူးဘာလို့ဆိုတော့ तू ကနယ်လဲကျင်းတယ်ကွာမြို့နယ်အလိုက်ကလေးကိုပဲပေးလိုက်တဲ့အခါမှာရောက်ချတဲ့သူတွေအနေနဲ့လဲနယ်အရန်ကျင်းတယ်နောက်ပြီးတော့ဒီဝဲကျင်တဲ့ဖောက်တယ်တွေကလည်းသူတို့ကြိုက်တဲ့သူစီမှာသွားဝယ်ကြတာပေါ့နော်အခုခေတ်ကဟိုးအရင်တော့ marketing ခင်းနေဒီခေတ်နဲ့မတူတော့ဘူးပေါ့နော်သူတို့ကြိုက်တဲ့သူစီမှာသွားဝယ်တာဖြစ်တဲ့အတွက်ကြောင့်မလို့အမှန်တိုင်းပြောရရင်တော့နင်းဒီအဲ့နေကြော်တဲ့ပြဿနာတွေကိုနင်းဒီမဖြေရှင်းနိုင်တာပေါ့အဲ့တော့ဒီဘီမီရဲ့ triple make ရာတရားဝင်သွင်းကုန်လိုင်စင်နဲ့တင်သွင်းဖြန့်ချီရာဖြစ်တဲ့တရားဝင်ပစ္စည်းဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်မြို့အလိုက်အလှကုန်ဆိုင်တွေကြိုက်တဲ့နေရာမှာကြိုက်တယ်လို့တင်လို့ရတယ် city mart တွေ medical တွေ pharmacy တွေအဲ့လိုမျိုးနေရာမှာကြိုက်တယ်လို့တင်လို့ရတယ်နီနီကိုတိုင်ကဘာဖြစ်လို့အဲ့လိုမျိုးဒီ modern trade ပေါ့နော်ဒီ city mart တွေကိုဘာလို့မသွားရလဲဆိုရင်နီနီရဲ့အောက်ကအငယ်တွေနီနီရဲ့အောက်ကနေပြီးတော့ပြန်ပြီးတော့ဖြန့်ဖြူးရောင်းချနေတဲ့သူတွေအတွက်လောက်ပိုင်ခွင့်ပေးထားဖြစ်တဲ့အတွက်ကြောင့်မလို့နီနီကိုတိုင် medical တွေ city mart တွေpharmacy တွေကိုမသွားတာပေါ့နော်အဲ့တော့သွားကျင်တဲ့ကုန်တယ်တွေရှိတယ်သွားကျင်တဲ့ဒီလာကြီးတွေရှိရဆိုလို့ရှိရင် city mart တွေ medical တွေသွားလို့ရတယ်လုံးလို့ရတယ်နီနီကိုတိုင်မသွားထားဘူးဒါပေမဲ့အခုလက်ရှိလုံးနေတဲ့ကုန်တယ်တွေဒီလာတွေက city mart တွေ medical တွေမသွားတော့ဘူးဘာလို့ဆိုတော့သူတို့နည်းနည်းအချိန်မပေးနိုင်တာလည်းပါမယ်ပေါ့နော်ဒီ city mart တွေမှာငွေဆောင်ရတဲ့အချိန်လေးတွေရှိမယ်ငွေဆောင်ရကြတာလေးတွေရှိမယ်နောက်ပြီးသူတို့သွားတဲ့ system ထဲမှာဝင်အောင်လဲပတ်နိုင်ဖို့လုပ်ငန်းလဲပတ်နိုင်ဖို့ဆိုတာကတော်တော်အချိန်လဲပေးရတယ်လို့ခက်ခဲတဲ့အပိုင်းတွေလည်းရှိရပေါ့နော်အဲ့တော့ဒီအခုကုန်တယ်တွေအနေနဲ့ရောင်းချနေတဲ့ပုံစံဒီသူတို့စီမှာလာဝယ်တဲ့သူတွေလာဝယ်တဲ့ဆိုင်တွေသူတို့ဝယ်နေကြဆိုင်တွေဖောက်တယ်တွေရှိရဲအဲ့လိုမျိုးတဆင့်ပြန်ပြီးတော့ဖြန့်ပြီးရောင်းချကြမြို့တိုင်းကိုကြိုက်တဲ့မြို့ကြိုက်တဲ့ဖောက်တယ်ကိုရောင်းလို့ရတယ်အဲ့ဒါကြောင့်သူတို့အတွက်လည်းနေမကျင်းဘူးဘောင်မကျင်းဘူးလောက်ပိုင်ဝင်ရှိရဒါပေမဲ့ marketing ကကျတော့အားနည်းချက်အားသာချက်လေးတော့ရှိရပါတော့အဲ့တော့တေချာတခုကတော့နေတို့ရဲ့ BMI triple make မှာအခွင့်အလန်းတွေအများကြီးရှိသေးတယ်လောက်ကွက်တွေအများကြီးရှိသေးတယ်ဝေးနဲ့ပေါ့နော်ကိုဝေးဆွဲပြီးတော့အဲ့ဝေးအတိုင်းထွက်ပြီးတော့ရောင်းလို့ရသေးတယ်ဒီပြောချင်တာကအဲ့လိုမျိုးနယ်လိုက်တီးတန်းကိုယ်စလဲတွေမပေးပါဘူးဘောင်လဲကျင်းတယ်ဆောနာပြောတဲ့နေကြော်တဲ့ပြဿနာကြီးလဲနီနီမဖြေရှင်းနိုင်ဘူးပေါ့နော်အဲ့အတွက်ကြောင့်မလို့နီနီလွတ်လွတ်လပ်လပ်ရောင်းပိုင်ခွင့်ကိုပေးထားပါတယ်နေတို့ဘက်ကနေပြောလဲ marketing တွေလုပ်ပေးတယ် sporting ပေးတယ်ဆိုလို့ရှိရင် BMI ရဲ့ triple make ဆိုတာဒီ BMI ရဲ့ထွက်တဲ့ skin care နဲ့ cosmetic တွေဆိုတာမသိတဲ့သူတော်တော်ရှားသွားမြင်လိုက်တာတော့ဒါ BMI ဆိုပြီးတော့အကုန်လုံးလက်ခံထားကြတဲ့ brand လည်းဖြစ်နေပြီပေါ့နော် BMI နဲ့လက်တွဲချင်တဲ့သူတွေမနေတို့ရဲ့ company ဓာတ်ရိုက်တော့၎င်းဒါမှမဟုတ်ဘူးမြို့အလိုက်အယောင်ဒီလာကြီးတွေလည်းရှိတယ်သူတို့ကလည်းလွတ်လွတ်လပ်လပ်ဖြန့်ဖြူးရောင်းချနေတယ်သူတို့လည်းကြိုက်တဲ့မြို့ကိုရောင်းတယ်သူတို့စီလာဝယ်တဲ့သူတွေကိုရောင်းတယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့လို့မြို့အလိုက်ကုန်တယ်တွေစီမှာလည်းဝယ်ရရတယ်မြို့အလိုက်ပေါ့နော် online ကနေပြီးတော့ဖြန့်ဖြူးရောင်းချနေတဲ့ distributor တွေစီမှာလည်းဝယ်လို့ရတယ်နော်လက်လီလက်ကသတ်မှတ်ထားတဲ့ဈေးလေးတွေရှိပါတယ်အဲ့ဒီသတ်မှတ်ထားတဲ့ဈေးနှုန်းတွေအတိုင်းပြန်လဲဖြန့်ဖြူးရောင်းချမယ်ဆိုလို့ရှိရင်အရန်အဆင်ပြေတယ်မမနီတို့ဘက်ကနေပြီးတော့လည်းအကျိုးအမြတ်တစ်ခုပေးထားတယ်ဒီခစ်ထဲမှာအကျိုးအမြတ်ကဘယ်လိုပြတော်တော်လေးလုပ်ပေးရတယ်ပေါ့နော်တေယူစေးပေါ့နော် delivery charge တွေအများများတယ်အခါမှာနေတို့ဘက်ကလည်းလုံလောက်တဲ့အကျိုးမြတ်တစ်ခုကိုနေတို့ဘက်ကနေပေးထားတယ်အဲ့အတွက်ကြောင့်မလို့ဒီဘီမီကိုဖြန့်ဖြူးရောင်းချနေတဲ့သူတွေအရန်တွေကိုအဆင်ပြေတယ်เนาะအဲ့တော့ဒီရက်ပိုင်းအမေးများနေတဲ့မိခွန်းလေးကိုနေနေကနေပြီးတော့လာရောက်ပြီးတော့ဖြည့်ချပေးရဖြစ်ပါတယ်ဘီမီမှာဆိုလို့ရှိရင်အရန်နာမည်ကြီးတာ triple make နဲ့နှခမ်းနီပေါ့เนาะနှခမ်းနီကတော့အရန်ကိုနာမည်ကြီးပါတယ် triple make ကအထုပ်လဲလာတယ်ဘူးလဲလာတယ်အဲ့တော့သတင်းကောင်းလေးပြောချင်တာကလောက်ကွက်တွေအများကြီးရှိရဲ့အတွက်ကြောင့်မို့လို့ try ကြည့်လို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်